ကျေးဇူးပင်လေးပုံသွင်းထားတာလှရဲဆိုပြီးတော့တော်တော်များများပြောကြလို့ခရီးမထွက်ခင်လေးအပြေးလွှားပုံသွင်းရပါသေးတယ်။တက္ကသိုလ်တက်တုန်းကတငယ်ချင်းတွေလူဆုံနေတာနဲ့ပဲဂျီကလောကိုနောက်တစ်ခေါက်ထပ်ရောက်ဖြစ်ခဲ့ပါတယ်။ဟဲ့ Hi ရပေါ်ရိုက်ပေးအား။ရပြီ။သုံးစံကြ။ Okay ဒီဆိုင်လေးကကလောခဏခဏရောက်တဲ့ကြည်တငယ်ချင်းကသူရောက်တိုင်းအမြဲစားတဲ့ဆိုင်လေးပေါ့နော်သူအရန်ညွှန်းတာနဲ့စားပြစ်ခဲ့တာတကယ်ကိုပဲတော်တော်လေးစားလို့ကောင်းပါတယ်ငါဒီမှာအဖေနဲ့ကိန်းနေလို့စေပြန်ပေးပါဘလို့တော့ဒီကပြန်မပေးလို့ပြောနေတာဟောမင်းကြီးဝါမစားမှာလားတမီးမရသေးရလားဦးရနော်တီးပြီနော်ဦးနော်ဦးရနော်ရတယ်လို့ပတ်သက်မပါဘူးလေငါတော့ဘူးလို့ရှေ့ရှယ်အဲ့ဒါတာကောင်းတယ်မလိုက်ချီစရရောစားလိုက်သူတို့လည်းအဲ့အချက်ထဲသိလားရောက်အေးရလက်အိတ်လေးခဏချွတ်ထားတာအဲ့လက်အိတ်ကိုအခုပြန်ဝတ်တာလက်အိတ်ကြအေးဆက်နေရတောင်ပေါ်မျိုးတွေကိုကြည့်အဲ့လောက်ကြီးအေးတဲ့အချိန်ခရီးမထွက်ဘူးပါဘူးတော်တော်ကြီးကိုအေးတာပါကလောမှာတညအိပ်ပြီးတော့ဒါဒုတိယရဲ့မနက်ပေါ့နော်ကလောဈေးနာလေးရပဲမတ်တင်ဆိုတဲ့ဆိုင်လေးအဲ့ဆိုင်တိုဘူးနွေးတော်တော်လေးစားလို့ကောင်းပါတယ်ကြည့်တော်တော်ကြိုက်တယ်ပေါ့နော်ဒီဆိုင်ကကြည့်အောက်တိုဘာတုန်းကကလောကိုတငယ်ချင်းလေးတယောက်နဲ့တူလာတော့ကသူပြထားတဲ့ဆိုင်လေးပေါ့နော်ဝိုင်လေးကောင်းတယ်ဆိုပြီးတော့အမီးတွေလည်းတောက်လို့ရတော့အဆင်ပြေတယ်ရှမ်းမောင်နှမနာပရမစ်ဆိုတဲ့ဆိုင်မှာဒီတစ်ခေါက်တော့ဂျီကတငယ်ချင်းတွေကိုဆရာကြီးလုပ်ပြီးခေါ်ခဲ့တယ်။သူများရိုက်နေရှုံနေမှာနော်။မရိုက်တယ်မသွားတယ်။ဓပုံကြတော့ပြန်နာမရှိမယ်။ Okay ကလော view point ကထောပတ်တီတုပ်လေးအရန်စားလို့ကောင်းပါတယ်။ကြက်သွန်လေးတော့ short ထဲကိုင်းပါ။ကလေးနဲ့တွေ့လားအားကြောင့်မမွေးဘူး။ယူလည်းမယူမွေးလည်းမမွေးဘူး။ပါရတယ်မှန်တယ်မကြိုးစားလေဆိုလို့နားလေသွားပြီဘလို့ရဲရဲပလာဘူးလေသူ့ယောက်ျားရတယ်ရဲတဲ့ပုံထဲမှာနေမိမပါမှာပုံလာသွားတယ်ရောမလိမ့်စင်မပြေဘူးပြန်တယ်ဘာပြင်းနေလဲခံဝင်ဒီဘက် तू ရက်ရှိရဲဆို तू အောက်မှာရက်ပါစေခံဝင်ဘုဘကနေဘုဘလာတာမဟုတ်လားဒီဘက်လာတာအော်အေးဟုတ်တယ်မှားတယ်မှားတယ်ဘယ်မှာလဲငါတို့ဘယ်လာလဲကိုယ်မမမေဘူးနော်ငါဒီခုံပြတော့ဘာလို့ပုံမှာလဲတော်တော်လှတယ်လေရှုကင်းကလောကိုအရင်ကလည်းရောက်ဖူးပေမဲ့ဂျီယာခရီးတွေထွက်ရင်ရှောက်လေရတာတိတ်မကြိုက်ဘူးပေါ့နော်အေးလူလူပဲနေတာများတော့ရှုကင်းနေတိတ်မကြည့်ဖြစ်ဘူးအရှိတစ်ခါအောက်တိုဘာကလေးကကလောကရှုကင်းနေလိုက်ကြည့်ရင်လည်းတော်တော်လေးကိုသဘောကျခဲ့တာပါဒုတိယညမှာလည်းနံပါတ်7 Claw Sister ဟောင်းမှာပဲထပ်စားပြပါတယ်သူစီကအဲ့ဒီအမဲသားထောင်းဆိုတာလေးရယ်ငါအတုံးလေးတွေပါတယ်လေသမားဟင်းရည်ဆိုတဲ့ဟာလေးရယ်တော်တော်လေးကြိုက်ပါတယ်သူဆိုင်မှာ Chinese နဲ့ European dish တွေလည်းရပါမယ်ဂျီယာခရီးထွက်ရင်တော့ဒေသစာလေးပဲပို့စားချင်တာမို့လို့အဲ့ဒါလေးတွေပဲစားဖြစ်တယ်ပေါ့နော်တတိယရက်မနက်မှာတော့တငယ်ချင်းတွေကအဖေတူချံဘက်ကိုလမ်းလျှောက်ထွက်ကြတာမို့လို့ကြီးကတော့တယောက်တည်းမနက်စားဖြစ်ပါတယ်။နေ့လယ်စားကိုဒုတိယရက်အုပ်စုလိုက်စားကြတယ်ထိုင်းဆိုင်တစ်ဆိုင်မှာပဲထပ်သွားစားကြတာမို့လို့ကြီးနဲ့ကြီးတငယ်ချင်းကတော့ထိုင်းစားတော့ထပ်မစားချင်တာနဲ့ကြီးတို့ကလောစီထဲမှာပဲစားဖြစ်တယ်ပေါ့နော်။ကမ္ဘောဇရှမ်းခေါက်ဆွဲဆိုင်နားမှာရှိတဲ့ Smile ဆိုတဲ့အေးဆိုင်ကအမကတော်တော်လေးသဘောကောင်းတယ်ပေါ့နော်ပထမတစ်ခါအောက်တိုဘာလာတော့ကလည်းကော်ဖီလေးကမှွေးနေတာပဲလို့ပြောမိတာကော်ဖီထုတ်လက်ဆောင်ပေးတယ်ဒီတစ်ခေါက်လည်းထောပတ်တီးကလှလိုက်တာလို့ပြောမိတာထောပတ်တီးတစ်ခွက်လက်ဆောင်ပေးလိုက်ပါတယ်
ညနေဆောင်လေးမှာတော့ဂျီရို cafe drink ကလောမှာထိုင်ဖြစ်တယ်ဂျီရိုတငယ်ချင်း3ယောက်ကတော့မနှစ်ကဒီဇင်ဘာမှာလည်းပကံမှာဘောလုံးသွားစီးကြတာဆိုတော့နောက်တစ်နှစ်ကိုလည်းထပ်ပြီးတော့ခရီးသွားဖို့ချိန်ထားခဲ့ကြပါသေးတယ်ညနေစာကတော့ဂျီအရှိတစ်ခေါက်က vlog လေးတင်ထားပေးပူးတယ်ရှမ်းမလေးဆိုတဲ့ဆိုင်ပေါ့နော်ဒနုစာလေးတွေရတဲ့ဆိုင်မှာ ဆရာဝင်ကောင်းလာလို့ဒီကောင်အိမ်ရနေ ဒါကတော့အပြန်လမ်းမှာနေ့လည်စာစားဖြစ်တဲ့မြိုင်ကြီးဆိုတဲ့ပျော်ပွဲမျိုးဝဆိုင်မှာသူ့ရဲ့ဇီးဖြူသီးတုပ်လေးကိုတော်တော်လေးကြိုက်ပါတယ်ထမင်းတုပ်လေးလည်းစားလို့ကောင်းတယ်ဒါကတော့သူတို့အခေါ်ထမင်းတုပ်ပေါ့နော်ထမင်းနဲ့စီနဲ့နေထားတာပါဒါကတော့ကြက်သားကြော်ရဲ့စိတ်တလုံးရဲ့2မျိုးပဲရပါတယ်ဂျီတော့တော်တော်လေးကြိုက်တယ် နေကြစီရောင်းတယ်ဝင်စားမှုပေးရလား ရပြီကောင်းလားဒီဘယ်နည်း လက်စီရပြီလေလို့ ရပြီ3သိလက်အဲ့ဒါတောင်း ငါဘလော့တဲ့ထဲမယ်နော် ခါကြပါဦးခါကြပါဦးဒါ ဒါ